ရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်နဲ့နောင်ချိုမြို့နယ်တွေမှာ139ခွန်စစ်စင်ရေးအတွင်းတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့မြန်မာစစ်တပ်တို့ထောင်ထားခဲ့တဲ့မြေမြုံမိုင်းတွေကြောင့်ဒေသခံတွေထိခိုက်သေးဆုံးတာတွေရှိလာနေပြီးမိုင်းရှင်းလင်းပေးဖို့ဒေသခံတွေကလှုပ်လာနေကြတယ်လို့ဆိုပါတယ်။အခုရာသီဟာဒေသခံတွေအတွက်မိုးနှုံမြစ်ချိုတောင်ရလုပ်ငန်းခွင်တွေကိုတွားရောက်ကြတာဖြစ်ပြီးကွတ်ခိုင်နဲ့နောင်ချိုမြို့နယ်တွေမှာလမ်းမကြီးတစ်လျှောက်ပြင်းတောင်သူတွေရဲ့လေယာလုပ်ငန်းခွင်တွေမှာလည်းမိုင်းတွေရှိနေတယ်လို့ဆိုပါတယ်။ကွတ်ခိုင်နဲ့နောင်ချိုမြို့နယ်တွေကိုကိုကန့်တက် MNDAA နဲ့စစ်တပ်တို့ကထိန်းချုပ်ထားတဲ့ဒေသတွေဖြစ်တာကြောင့်အဲ့ဒီဟာတပ်ဖွဲ့တွေကဥဆောင်ပြီးတော့မိုင်းရှင်းလင်းရေးတွေကိုလှုပ်ဆောင်ပေးဖို့ဒေသခံတယောက်ကပြောပါတယ်။ဒီ20-20ကာလတော့တူထောင်ပူထောင်ရှိကြတယ်လေတူထောင်ပူထောင်ရှိကြပြီးတော့အဲ့ဒီ20-20ကာလနောက်ပိုင်းမှာလည်းလမ်းမကြီးဘေးမှာတော့မိုင်းကြီးထိတာတို့နောက်အဲ့ဒီအတွင်းလမ်းတွေမှာမိုင်းကြီးထိတာတို့အဲ့ဒါတွေတောက်လျှောက်ဖြစ်တယ်ဖြစ်တဲ့အခါကျတော့အခုလက်ရှိတက်ဆရာကလည်းလက်ရှိအစိုးရကလည်းဒီဘက်ကိုလည်းလွှမ်းမိုးမှုမရှိဘူးဒီမှာကMNDAAတွေပဲလက်ရှိကိုတို့ဒီရှမ်းမြောက်ကုတ်ခိုင်ဘက်မှာကဖြစ်နေတယ်ဆိုတော့သူတို့ကတော့အဲ့လိုမိုင်းရှင်းလေးတွေပါတယ်တော့ဥဆောင်ပြီးတော့လောက်တာတော့မတွေ့ရသေးဘူးဒါပေမဲ့အဲ့မိုင်းရှင်းလေးတွေလောက်ပြီးမှဆိုရင်တော့ဒါကောင်းတာပေါ့စီးပရိပခါတွေဖြစ်ပွားခဲ့တဲ့ကြေးရွာတွေတောင်ရချက်တွေတောင်ခမ်းမလွတ်ကြေးရွာနဲ့ကုတ်တွင်းတရားဝင်းကျင်တွေမှာလည်းမိုင်းတွေကျန်ရှိနိုင်စေများတယ်လို့သိရပါတယ်။ရှမ်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရပြီးခဲ့တဲ့ဇွန်လ30ရက်မှာနောင်ချိုမြို့နယ်ရာပြင်ကျေးရွာကအသက်38နှစ်အရွယ်အမျိုးသားတဦးဟာကြံခဲ့တဲ့မှာခြံစည်းရိုးခုံရေးမိုင်းနမိခဲ့ပြီးခြေထောက်တစ်ဖက်ဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်တောင်ရှိရွာကအသက်80အရွယ်ရှိတဲ့ဦးလာမောင်ကလည်းပိုးစာပင်အမြစ်တွေကိုရှင်းရင်မြေမြုံမိုင်းကိုဓာတ်နဲ့ခုတ်မိရာကနေပောက်ကွဲပြီးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။နောင်ချိုဒေသခံတွေဟာခြံရှင်းရင်မိုင်းနဲ့မိတာအလုတ်သွားရင်မိုင်းနဲ့မိတာနဲ့နေအိမ်ဆက်ဝင်းတွေရှင်းလင်းရင်မိုင်းနဲ့မိတာတွေကဇက်တိုက်ဆိုသလိုထိခိုက်ဒေဆုံးမှုတွေဖြစ်ပေါ်နေပြီးဒေသခံတွေဟာတောင်ယာကိုတွာလာဖို့ကြောက်ရွံ့နေကြတာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုအမြန်ဆုံးဆောင်ရွက်ပေးဖို့တောင်းဆိုနေကြပါတယ်။ဒေသခံတွေအရက်ဖက်အဖွဲ့အစည်းတွေကမိုင်းရှင်းလင်းရေးနဲ့ပတ်သက်ပြီးတောင်းဆိုတာတွေရှိပေမဲ့လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အခုရက်ထိလှုံ့ဆော်ပေးတာမရှိသေးဘူးလို့ကွတ်ခိုင်မြို့နယ်ကဒေသခံတယောက်ကပြောပါတယ်။မိုင်းရှင်းဖို့ကိစ္စကထိစပ်ပြောမှဆိုရင်ဒီကဥလူအဖွဲ့တွေအပါဝင်ဒီကအဖွဲ့တွေရရင်တော့ဒီလက်ရှိတင်ကြဘူးလေဒီညာတွေမှာမိုင်းရှင်းပေးဖို့ဆိုလို့ရှိရင်သူတို့ကတော့လုပ်ပေးမလို့လုပ်ပေးဘူးလို့စသပိုင်းတော့ပဲချက်ချင်းပဲလုပ်ပေးလို့လေအခုတည်းဒီဘာမှမလုပ်ဘူးရှမ်းမြောက်မှာ2026ခုနှစ်ဇန်နဝါရီကနေဇွန်လထိ9လကျော်တွင်မြေမြုံမိုင်းတွေကြောင့်ကလေးတူအပါဝင်3ဦးသေဆုံးခဲ့ပြီး22ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရွှေပြည်မြေသတင်းဌာနကပြုစုထားတဲ့စီးရင်တွေရသိရပါတယ်။